ကဘာမှာကပ်ဘေးအမျိုးမျိုးရှိပါတယ်တိတာထင်ရှားဆုံးကပ်ဘေးတွေကတော့လက်နယ်ဘေးစစ်ဘေးငမွတ်ကမာဘေးယောဂကပ်ဘေးတို့ဖြစ်ပါတယ်အဲ့ဒါတွေနဲ့အတူအနောက်ကကပ်ပါလာတဲ့လူသိနေတဲ့ကပ်ဘေးတွေကတော့အာမဒုဒကပ်ဘေးဖြစ်ပါတယ်ဝေဒာနီပြည်မှာအာမဒုဒကပ်ဘေးကြောင့်ဘုရားရှင်ကယတနာတော်ကိုကိုယ်တိုင်ကိုကြဝါဟောခဲ့ရပါတယ်အခုလာမယ့်ကပ်ဘေးကအာမဒုဒကပ်ဘေးတွေရဲ့အကျိုးအောက်လန်းကပ်ဘေးဖြစ်ပါတယ်အောက်လန်းကပ်ဆိုတာဘာလဲနောက်လာမယ့်ကပ်ကအောက်လန်းကပ်ဆိုပြီးတော့တင်းတွေထွက်နေကြပါတယ်တင်းထွက်နေတဲ့အတိုင်းစတင်ဖြစ်လာနေတာသိမကြသေးပါဘူးအောက်လန်းကပ်ဆိုတာကမကောင်းတဲ့အတတ်ပညာတွေထားကြတောင်းကျမ်းလာတာဖြစ်တယ်မကောင်းတဲ့အတတ်ပညာတွေမှာမော်ပညာတွေအင်းပညာတွေပြုစားနောက်ဆက်တဲ့ပညာတွေနဲ့အာမဒုဒတွေဖြစ်တဲ့တရတစိအစရှိတဲ့မကောင်းစွာတွေကိုခိုင်းစေပြီးပြုစားနောက်ဆက်တာမျိုးပါမကောင်းတဲ့ပညာရက်တွေနဲ့ပြုစားနောက်ဆက်ရင်အရင်ကတရားမှာ30လကတရက်ထိခိုက်ပေမဲ့အခုကတော့တရားမှာ90နီးပါးကတရက်တန်းထိပါတယ်ဖရာတရားမြဲရုံနဲ့အဲ့အတက်ပညာတွေရန်ကနေမကောက်ွယ်နိုင်တော့ပါဘူးကဲဘေးကာလဖြစ်တဲ့အတွက်မကောင်းတာတွေကလည်းအစွမ်းထက်နေသလိုလုတ်ပိုင်ခွေရလည်းများတာရှိနေကြပါပြီနိုင်ငံရေးလောကမှာလည်းဒီလိုအတက်ပညာတွေနဲ့တရားနဲ့တရားလောက်ကျန်နေကြမယ်ဒါကသမန်လေးလူတွေရောက်အနေနဲ့မသိနိုင်ကြပါဘူးနိုင်ငံရေးသမားတရားဆိုရင်ပြန်ဖက်နိုင်ငံရေးသမားတွေရဲ့လက်ချက်နဲ့အင်တာဗျူးဖြေမူးလဲသွားကြတော့ဟိုဆရာကတိုင်းပေါ်မှာတွေ့ခဲ့ရပါတယ်စီးပွားရေးမှာလည်းအဲ့လိုပညာရက်တွေတုံးကြပါတယ်ဒါပေမဲ့စီးပွားရေးသမားတွေကအောက်လန်းဆရာတွေနဲ့ဒီပညာရက်တွေကိုတုံးတာဘယ်တော့မှဝန်မခံကြတဲ့အပြင်ပတ်ဝန်းကျင်မှာမယုံဘူးဆိုပြီးတော့လည်းကြေးကြော်တာမျိုးလေးရှိပါတယ်ဒီတော့တူတမမယုံဘူးပြောတိုင်းအလဲတကူလက်မခံပြီးစားနေနဲ့ဒါပေမဲ့ဒီလိုအတတ်ပညာတွေကလူတိုင်းမတက်ကြတဲ့အပြင်အလေးညာတယ်ပေါလွန်ပါတယ်ဒါအပြင်တကယ်အစိမ့်မှန်တွေကလည်းအထက်လန်းဘိုးတော်တို့ဘာလို့ရောင်းဆောင်ထားတော့ဘယ်ကအတုဘယ်ကအစစ်လဲဆိုတာပြောရခက်ပါတယ်မာရင်ကိုပြင်ဝင်ပြီးတော့ငါမှမှောက်ပြီးဖြစ်ပါတယ်အလန်းကပိတ်ကဘလို့ရင်ဆိုင်ရမလဲဘလို့ကာကွယ်ရမလဲဆိုဆရာရှင်းပြပေးသွားမှာပါဒီလိုမျိုးဖြစ်လာရင်ဆရာတွေရဲ့အဆောင်ရတန်တွေအကာအကွယ်ကိုယူရပါတယ်ဆရာအနေနဲ့ကတော့မကောင်းတဲ့အတက်တွေကိုထွက်ဖို့အတွက်မင်းသားတက်ကိုတရားချင်းစီပေးရတာမှာဆရာကအားလုံးကိုမင်းသားပို့ပေးမယ်တေချာမခံယူရင်မရကြပါဘူးဆရာရဲ့မင်းသားတက်ကိုတေချာခံယူပြီးတော့နေရင်ကောင်းပါတယ်ပိုဤတေချာချင်းဆရာစီမှာမတက်ဟင်းင်းကိုတစ်ပတ်တကခံယူသေးပါတယ်အဆောင်ရတန်တွေကမတက်တဲ့ကာလရှိပေမဲ့မတက်ဟင်းင်းတွေလောက်တာကြမတက်တာမရှိပါဘူးအကယ်၍ဆရာနဲ့မက်တဟီလင်းမလုပ်ချင်ဘူးဆိုတဲ့လူကညမစံတော်နဲ့9:30ဆိုင်းစံတော်ကြီး8:00နာရီကနေစပြီးနာရီဝက်အတွင်းမိသားစုကိုခံယူကြပါဒီကပေးကဘယ်တော့ပြီးမလဲဘယ်တော့အဆုံးမလဲဆိုတာကြတော့လူတိုင်းကမှသိတာမြင်ပြီးမိသားကွမ်းနိုင်ပြီးပါလိမ့်မယ်လူတွေမှာဒေါသလောဘမောဟတွေကြီးနေပြီးမှမဟုတ်ပါဘူးတကယ်လို့ဆရာအဲ့လိုနီးလန်းလေးမသုံးချင်ဘူးဆိုရင်ရပါတယ်ဒီအတိတ်တန်နေတေးစစ်ကြီးစိန်နေဝင်အဆင်ပြေပါတယ်အလန်းကနဲ့အတူကျိန်စာသည့်ပစ္စည်းတွေကလည်းမမာပြီးမှပြန့်နေပါတယ်ပေါ့အထူးတပြားကတော့လက်ဝတ်ရတနာကြောက်တံပဒမြအစရှိတဲ့တန်ဖိုးကြီးပစ္စည်းတွေမှာရန်ညိုးကြည့်တဲ့တကိုးကြီးမှလည်းကျိန်စာတွေကက်ညှိနေတာပါဒီတော့တတိထားကြမှာဒုတဝါပစ္စည်းကိုမတရားရယူထားပြီးရောင်းစားတဲ့သူတွေနဲ့ဝယ်တဲ့သူတွေကနောက်ဆုံးပိတ်ခံရမှာမို့လို့တတိထားကြမှာဒါကိုနောက်ဗီဒီယိုမှာအသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်ဆရာစောမြတ်ထွန်းဖြစ်ပါတယ်